စီးပွားဝင်တဲ့လက္ခဏာကတော်တော်လေးခံစားရခက်တဲ့ထဲမှာပါပါတယ်ဒီအထူးသဖြင့်စီးတွေပူတယ်စီးတွေကျင်တယ်စီးတွေအောင်တယ်စီးတွေခဏခဏသွားတယ်ဒီလိုမျိုးလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်ဒီတခြားသူကိုပြောပြပေးမယ်လို့ဒီတခြားသူကလည်းဒီသူတကယ်ခံစားရတာမဟုတ်တဲ့အတွက်သိပြီးတော့လက်မခံကြဘူးပေါ့နော်ဒါကြောင့်မလို့ကို့မှာစီးပူတယ်စီးကျင်တယ်စီးအောင်တယ်စီးခဏခဏသွားတယ်ဒီလိုမျိုးလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်ကိုဘာတွေစားပြစ်နေလဲဆိုတာပြန်ပြီးတော့စမ်းစစ်ဖို့လိုပါတယ်အထူးသဖြင့်ဒီစီးပွားဝင်တဲ့သူတွေကအပူအဆက်တွေအလွန်ကျွံစားတဲ့သူတွေများပါတယ်ဒါကြောင့်မလို့ကိုကအပူအဆက်တွေကိုအလွန်ကျွံစားမိနေတယ်ဆိုလို့ရှိရင်ဒီတစ်ခါတည်းမဖြစ်နိုင်ရင်တောင်မှဒီတဖြည်းဖြည်းနဲ့အလျှော့တဲ့အကျင့်လေးကိုလုပ်ပြီးတော့ဒီအပူအဆက်တွေကိုအထူးအနေနဲ့ရှောင်ကျဉ်စေချင်ပါတယ်ဒီနောက်တစ်ချက်အနေနဲ့ကတော့ဒီစီးပွားဝင်တဲ့သူတွေကဒီစီးသွားကျင်တာကိုအောင့်ထားတတ်ကြတယ်ပေါ့နော်ဒီလူကြားထဲမှာနောက်ပြီးတော့ခီးတွေအမြဲတမ်းသွားနေရတဲ့အခါမှာဒီစီးစွန့်ကျင်တဲ့အချိန်မှာချက်ချင်းမစွန့်မဲနဲ့အောင့်ထားတာကြားတဲ့အခါမှာနောက်ပိုင်းမှာစီလန်းချောင်းပိုးဝင်တဲ့လက္ခဏာတွေကပို့ပြီးတော့ခံစားလာရတာဖြစ်ပါတယ်ဒါကြောင့်မလို့စီးသွားကျင်တာကိုအောင့်ထားတဲ့အကျင့်ရှိတယ်ဆိုလို့ရှိရင်လည်းဖျောက်ဖို့လိုပါတယ်နောက်ပြီးတော့ကိုကရေတောင်နှင်းနေတယ်ဆိုလို့ရှိရင်လည်းရေကိုသတိထားပြီးတော့များများလေးတောက်ပေးပါဒီရေများများတောက်ခြင်းအပြင်ဒီစီးအိမ်ထဲမှာရှိတဲ့ပိုးတွေကစီးနဲ့အတူအပြင်ကိုရောက်ရှိသွားနိုင်ခြေများတဲ့အတွက်ကြောင့်မလို့ရေကိုသတိထားပြီးတော့များများလေးတောက်ပေးမယ်ဆိုလို့ရှိရင်ဒီစီးပိုးဝင်တဲ့လက္ခဏာတွေကနေပြီးတော့တိတိတတ်တာကိုတက်တာလာပါလိမ့်မယ်ခင်ဗျာဒီဗီဒီယိုလေးကကိုတို့အကျိုးရှိတယ်ဆိုလို့ရှိရင်တခြားသူတွေသိအောင် share ပေးတော့ကိုလည်းမေတ္တာရက်ခံပါတယ်စိတ်အေးချမ်းခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မျက်နှာမှာအပြုံးပန်းများပွင့်လန်းနိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်